ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါတန်တူးမာလမ်းမနီးသင်္ကန်းကျွန်းကျွန်းနယ်မှာရှိတဲ့ပိန်လမ်းမရင်းဒီမှာရှိတဲ့6ထပ်တိုက်ခန်းအကြောင်းလေးနဲ့မိတ်ဆက်ပေးခြင်းလို့ပါနော်တိုက်ခန်းလေးက18ပေ54ပေကျယ်ဝန်းရှိပါတယ်ဗျဒီညနေဟိုပေါ်တဲ့ဒီတိုင်းလုံးရောက်မှာကြရမ်းမြေဖြစ်ပါတယ်မြေပါပေါ့နော်ဒါဆိုတန်တူးမာလမ်းမရင်းတဲ့ဒီပါတယ်ဗျဒါကတော့တက်လေခါလေးတွေပေါ့နော်လေခါလေခါလည်းကျင်းဝင်ပါလေဒီကအတက်ဆင်းလဲဆင်းပြပါမယ်နော်ဒါလေခါလေးတွေရိုက်ပြပေးထားတာပါဒါပထမထပ်ပါနော်ပထမထပ်ဆိုလို့ရှိရင်တစ်ချင်းနဲ့ခွဲရောက်နေပထမထပ်ဆိုလို့ရှိရင်2300ပေါ့နော်မစတာပုံပါမယ်အိတ်ခန်းထဲမှာဆိုရင်လည်းရေချိုးခန်းတွိုင်းလက်တွေပါမယ်ပေါ့နော်ဒါတော့အင်ချီပိုင်းလေးပေါ့နော်ဒါတော့ master bedroom မှာဒါအိတ်ခန်းပေါ့နော်အိတ်ခန်းထဲမှာအိတ်ခန်းလေးဖြစ်ပါတယ်ရေချိုးခန်းတွိုင်းလက်ပါပါတယ်ဗျအဲ့တော့နောက်ဖေး kitchen ကန်လေးပေါ့နော် kitchen ကန်ထဲမှာလည်းရေချိုးခန်းတွိုင်းလက်ခန်းပါပါတယ်ဒါတော့နောက်ဖေးဝင်တာလေးပေါ့နော်လေဝင်လေးထွက်လဲကောင်းပါတယ်ဗျစကွန်တရားလည်းတတ်ပါတယ်နော်ဟုတ်ကဲ့အေးစစ်နဲ့နေမဲ့သူများဆက်သွယ်လို့ရပါတယ်လူနေတိတ်စိတ်အေးစစ်နဲ့လူနေလည်းမရှုပ်ပါဘူးရက်ွက်လေးတတ်ပါတယ်